မင်္ဂလာပါအမားတို့အတွက် special item တစ်မျိုးရောင်းပေးမယ်အဲ့ဒါကဒီမှာခင်းပြထားတဲ့ပုံပဲဖြစ်ပါတယ်ရှင်ကဲဒီမှာကြည့်လိုက်အနောက်မှာလည်းအများကြီးခင်းပေးထားတဲ့ special item AK လက်ချိတ် brand ပဲဖြစ်ပါတယ်ရှင်အဲ့တော့အမားတို့ဒီအိတ်ကအပြင်မှာအမားတို့ဘယ်လောက်ပေးဝယ်နေရလဲကိုမတွေရေအနည်းလေးဈေးတော်တဲ့ page တောင်မှပဲ46,000ရောင်းတယ်နော်46,000ရောင်းတဲ့အိတ်ကိုအပြင်မှာသွားဝယ်လိုက်အမားတို့shopping center တွေမှာသွားဝယ်ပြီးဆိုအနည်းဆုံးဒီအိတ်က LK အိတ်ကအနည်းဆုံး6,000ဝယ်ရှိရယ်ကျမရောင်းချပေးမယ်ဈေးနှုန်းလေး3,8,500နဲ့သာယူသွားလိုက်ကိုမတွေရေတက်ညီမပြပြပေးချင်တာတစ်ခုကတန်မိုးကြီးလာတဲ့အိတ်ကိုညီမရောင်းလို့ယူပါကိုမတွေအဲ့တော့3,8,500ဆိုလူတိုင်းမဖြစ်မနေတယောက်တစ်လုံးယူပါပစ္စည်းရှိတော့မယ်ရမယ်ကိုမတွေတန်မိုးရှိတဲ့အိတ်ကိုဈေးသက်တာတော့ယူအော်ကျမမရောင်းတော့ဘူးဆိုမှအမားတို့ယူရဲဆိုရင်တခြားစီမှာအမားတို့အနည်းဆုံးအနည်းဆုံး4,600ပေးရမယ်4,800ပေးရမယ်အနည်းဆုံးအဲ့တော့အပြင်မှာသွားဝယ်မယ်အမားတွေဒီအနည်းဆုံး5,000ခွဲ6,000ခွဲပဲ AK ဖောင်းကြွ logo စလုံးထွင်းပေးထားတာနော်ကိုမတွေဒီမှာသုံးပေးထားတဲ့ကနုတ်တွေဖောင်းလိုင်းတွေကြည့်လိုက်အမငှက်နှကောင်ပုံစံလေးနဲ့အရန်လာလက်ချိတ်မှာအရန်တင့်တယ်တဲ့အိတ်တန်မိုးကြီးလာတဲ့အိတ်ကိုမြန်မာငွေ3,8,500နဲ့မြင်မြန်လေးလာပြီးကိုမတွေအထဲလေးတစ်ချက်ဖွင့်ပြမယ်ပြထားတဲ့ကာလာလိုင်းတွေအကုန်နှတယ်သုံးထားတဲ့စစ်သားရှယ်ပဲအတွင်းကအကျယ်တကန်ဘေးစစ်ပါမယ်ဘေးကန်ပါမယ်ကျိုးပြားပါမယ်အရန်မိုက်တယ်အဲ့တော့ကာလာလိုင်းမှာအနောက်မှာခင်းပေးထားတဲ့ကာလာလိုင်းတွေပဲအရန်လာလို့ကိုမတွေကျမရောင်းလို့ဈေးရန်တက်တာမယ်အဲ့တော့လက်ကားသမားတွေလိုချင်တဲ့မားတွေရှိလို့ရှိရင် Messenger မှာလက်ကားစိတ်တည်တည်ရှိမယ်ရှင်လှလိုက်တဲ့အရာနော်သုံးထားတဲ့အသားအရန်ကောင်းကိုမှနဲ့ပြရအောင်ရှိမယ်စိုက်တာတွင် screenshot လေးတော့ဒီမှာ brand ကလာစင်လေးဒါလေးက brand စင်လေးကိုလိုချင်တယ်လူကြီးမိဘတွေအတွက်ကြော့ချင်တယ်ဆိုလို့ရှင်ဒီရောင်လေးကိုယူလိုက်တော့အမနော်လှလိုက်တာဒါ brand ရောင်လေးရှိမယ်ပြီးရင်နောက်ထပ်ရင်ရင်လေးကာလာလေးလှလိုက်တော့အမတို့မှကြည့်အောင်အဖြူလေးအဖြူမှာသူကအညိုလေးနဲ့ဆက်ထားတယ်အညိုရောင်လေးနဲ့ဆက်ထားတဲ့ပုံစံလေးမကြည့်လိုက်တင်အောင်မှနည်းနည်းမှိန်နေလို့အပြင်မှာလေး quality ကပိုလှတယ်ရှင်ကိုမလေးဒီရောင်လေးရှိမယ်လုံးဝအရောင်ငင်ငင်လေးပဲရင်ငင်လေးနဲ့ရိုးရိုးခန့်ခန့်လေးနဲ့ရှင်းရှင်းလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီရောင်လေးကိုယူပါရှင်အဲ့တော့ရွှေညိုရောင်လေးရှိမယ်ရွှေညိုရောင်လေးရွှေအိုရောင်လေးပါရှင်ဂိုင်းလေးကဒါမှားမှာဆိုလို့နော်ကိုမလေးနောက်နှစ်ဆန်ကနည်းနည်းလေးဆင်လို့ဒါလေးကကြတော့ဂိုင်းကအညိုရောင်ရွှေအိုရောင်လက်ချိတ်လေးလှလိုက်တာရွှေအိုရောင်လက်ချိတ်ဒါဂိုင်းနေရာမှာပဲအမတို့မဖြုတ်ပြရသေးဘူးနော်ရွှေအိုရောင်လက်ချိတ်လေးဒီလိုကပ်ပြားတွေပါသေးရဲ့အမတို့ရေအမAKကကပ်ပြားတွေကလည်းပါသေးရဲ့နော်အမသူ့ရဲ့ logo တွေသူ့ရဲ့ဟာတွေအကုန်လုံးတစ်စိမ့်တွေအကုန်ပါပြီးသားဒီရောင်လေးကကြတော့အသားရောင်လေးအဲ့တော့အသားရောင်လေးကြိုက်ရင်အသားရောင်လေးယူနည်းနည်းလေးပြပေးဦးမယ်အမတို့ခဏလေးဒါလေးကအသားရောင်လေးကဂိုင်းမှာနည်းနည်းလေးကွဲတယ်ပေါ့နော်ဒီမှာဂိုင်းသားရောင်လေးကြိုက်တယ်ဆိုလို့ရှိရင်ဂိုင်းသားရောင်လေးကိုယူဒါလေးကရွှေအိုရောင်လေးကြိုက်တယ်ဆိုလို့ရှိရင်ရွှေအိုရောင်လေးကိုယူပါရှင်အဲ့တော့အဖြူတန်းတန်းလေးမှကင်ကျင်တယ်လုံးဝကြည့်တော့လှလိုက်တာအဲ့တော့ဒါလေးကင်ကျင်တယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးကိုကြိုက်တာတွေ့ရင် screenshot လေးနဲ့သွားပြပေးသွားဝယ်ပေးအခုပါသမျှကာလာလိုင်းတွေဒီအမားတို့အကုန်လှပါတယ်ရှင်အဲ့တော့ကြိုက်တာတွေ့ရင် screenshot နဲ့မြန်မြန်သွားတယောက်တစ်လုံးယူထားကြကျွန်မရောင်းလို့ကျေးဇူးများတင်ပါတယ်ရှင်အဲ့တော့စလောရေအတွက်ကအမားတို့လိုတလောက်တော့မရဘူးရှိတလောက်ရမယ်ဒါအများကြီးသွင်းထားပြီကျေးဇူးတင်ပါတယ်ရှင်